လူတော်များများကမိတက်ကြတဲ့ Term Life Insurance ယူမလား Permanent Life Insurance ယူမလားလွယ်လွယ်လေးနဲ့ရှင်းပြပါမယ် Term Life Insurance ကအိမ်ငှားတာနဲ့တူပါတယ်10နှစ်20 30နှစ်စတဲ့သတ်မှတ်ထားတဲ့အချိန်ကာလအတွက်ကောက်ွယ်ပေးတယ်အဲ့ဒီကာလအတွင်းတစ်ခုခုဖြစ်ခဲ့ရင်မိသားစုကငွေရပါမယ်ဒါပေမဲ့ချမ်းပြီးတော့အသက်ရှင်နေသေးရင်တော့အကွယ်လဲပြီးသွားပါမယ်ပြန်ရမယ့်ငွေလည်းမရှိတော့ပါဘူးPermanent Life Insurance ကတော့အိမ်ပိုင်တာနဲ့တူပါတယ်။တစ်သက်လုံးကာကွယ်ပေးပြီးမှအမခံကြီးတစ်စိတ်တစ်ပိုင်းကငွေစုတန်ဖိုးအဖြစ်စုဆောင်သွားတယ်။အိမ်ပိုင်ပြီးမှပိုင်ဆိုင်မှုတန်ဖိုးတက်လာသလိုအမခံစာချုပ်ထဲကငွေစုတန်ဖိုးလည်းတစ်ဖြည်းဖြည်းတိုးလာပါတယ်။ဒါပေမဲ့လူအများစုမသိသေးတဲ့အချက်တစ်ခုရှိတယ်။စောင့်နေလေ insurance ကဈေးပိုပြီးမှကြီးလာလေဖြစ်တယ်။အသက်ကြီးလာတိုင်းအမခံကြီးတွေတက်လာနိုင်တယ်။နောက်ပြီးသွေးတိုးစီးချိုကိုလက်စထရောစရာတွေမြင့်တက်လာလို့ကျမကြီးပြဿနာတွေဖြစ်လာလို့ရှင်လေအမခံကြီးပိုပြီးမှမြင့်သွားနိုင်တယ်လို့ insurance မရတော့တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် insurance ဝယ်ဖို့အကောင်းဆုံးအချိန်ကကျမပြီးငယ်နေတဲ့အချိန်ဖြစ်တဲ့နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ Permanent Life Insurance တွေကို IRS Section 7702အောက်မှာအခွန်အကျိုးခံစားခွင့်တွေပေးထားပါတယ်။ငွေတိုးလာတဲ့အပေါ်နှစ်စဉ်အခွန်မပေးရဘူး။ policy ချင်းငွေအနေနဲ့ထုတ်သုံးရင်လည်းအခွန်မပေးရဘူး။ဒီဆုံးချိန်မှာမိသားစုကရတဲ့အမခံငွေ income tax ကင်းလို့တဲ့ဒါကြောင့်ချမ်းသာတဲ့မိသားစုက life insurance ကိုအကွယ်အတွက်မဟုတ်ဘဲနဲ့ရေရှည်ငွေကြေးစီမံကိန်းတစ်ခုအဖြစ်အသုံးပြုကြပါတယ်။အမေကွန်ကတော့ life insurance လိုအပ်သလားမဟုတ်ပါဘူး။ယာယီကာကွယ်မှုလိုချင်တာလားတသက်တာကာကွယ်မှုငွေကြေးအကျိုးကျေးဇူးတွေကိုလိုချင်သလားဆိုတာပါပဲ။